နဲ့မိုးတောက်လို့နိုးလာခဲ့ပြီအိယာကထပြီမကြခင်နေမင်းကြီးထွက်တော့မယ်အေးတညတော့ဂုံသွားပြီတော့အခုနေ့လည်းရောက်လာပြီနေ့အခါရောက်လာအရုံချင်းလို့မိုးလင်းလာပြီဟောနေ့ပိုင်းမှာဆိုလို့ရှိရင်လည်းငါမှသေးစရာအကြောင်းတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတွေကြိုက်လို့လည်းသေးနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေးနိုင်တယ်စားတဲ့အစာအာဟာရတွေစားမကြေလို့လည်းသေးနိုင်တယ်ယောဂဝေဒနာကြောင့်လည်းသေးနိုင်တယ်ခုခေတ်ဆိုပိုများတာပေါ့နှလုံးယောဂဟတက်တို့ဘာလို့ညာတို့လည်းပေါ့သွေးထိုးတို့ဘာလို့လဲဒီထဲမှာ accident ဆိုတာတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့လိုသေးစရာတွေအကြောင်းတွေအများကြီးအဲ့လိုတစ်ခုခုနဲ့သိနိုင်တယ်ကောင်းပြီတစ်ခုခုနဲ့များမတော်တဆငါသေဘေးနဲ့ကြုံသွားလို့ရှိရင်ငါ့ကိုအပေပို့ပြစ်မဲ့အကုသိုလ်စိတ်တွေငါတဏ္ဍာမှာရှိနေသလားလို့တွေးလိုက်ပါတွေးလိုက်လို့ရှိရင်အဖြေကရှိတယ်လို့အဖြေထွက်လာလို့ရှိရင်တဲ့အမြန်ဖယ်ရှားနိုင်မှုကြိုးစားအထောက်ပါစိတ်ဆန္ဒကိုကပြင်းပြင်းထန်ထန်ထားပြီးတော့ကြိုးပမ်းအထောက်မှုလုပ်ရမယ်တတိကြီးစွာနဲ့ကြိုးစားအထောက်ရမယ်စင်ကြင်ဉာဏ်ကြီးစွာနဲ့ကြိုးပမ်းအထောက်ရမယ်ဒါဖယ်ဖို့အရေးတကြီးလုပ်ပါခေါင်းမီးလောင်နေတောင်မငိမ့်နဲ့အောင်အဝတ်မီးလောင်နေတောင်မငိမ့်နဲ့အောင်အဲ့ဒါတွေကအရေးမပါဘူးတဘဝတစ်ခန္ဓာပဲဆုံးရှုံးမယ်အကုသိုလ်တရားရှိရင်တန်တရားပါဆုံးရှုံးမယ်ဒါကြောင့်မို့ဒါတွေမလုပ်နဲ့အောင်အရေးကြီးတာအရင်လုပ်လို့ဆိုဒီတိုင်းဆိုတော့ဘုန်းကြီးတို့တွေကအရေးမကြီးတာကိုအရေးကြီးနေကြတာအရေးကြီးတာကြတော့အရေးမကြီးဘူးဖြစ်နေကြတယ်ပေါ့